Golden Star ဆက်ထားတဲ့ယူဆောင်နဲ့ Hunter Strike ဆက်ထားတဲ့ယူဆောင်ဘဲကောင်ကပိုကြမ်းမလဲသွေးတန်းစိမ့်တဲ့ယူဆောင်က Golden Star ဆက်ထားတာဖြစ်ပြီးတော့သွေးတန်းအနေနဲ့ယူဆောင်ကတော့ Hunter Strike ဆက်ထားတာပဲဖြစ်ပါတယ်ဒါဆိုရင်ဘယ်သူကပိုကြမ်းမလဲဆိုတာကြည့်လိုက်အောင်Golden Star ဆက်ထားတဲ့ယူဆောင်ကပိုတာနေတာကိုတွေးရမှာပဲဖြစ်ပါတယ်ဒီတစ်ခါစကေးတွေတုံးပြီးတော့ဘယ်သူကပိုကြမ်းလဲဆိုတာကြည့်လိုက်အောင်Moving away, can't you see? Sand in your feet, feel the breeze in the summertime. Stars in the sky, one dime for the first time. Moving away to the sea. စကေးတွေတုံးလိုက်တဲ့အခါမှာတော့နှစ်ကောင်လုံးတရေကျနေတာကိုတွေးရမှာပဲဖြစ်ပါတယ်ဒါကြောင့်ယူဆောင်ကို Golden Star ဆက်မယ်ဆိုရင်10-5 battery တွေမှာအားနည်းနိုင်ပေမဲ့ solo battery တွေမှာတော့အားတာပါတယ်